ဒါလေးကမှုရတဲ့တော့ဒါစက်သားထင်တယ်နော်ဒါလေးကစက်သားဖြစ်ဟမ်ဟယ်လိုအားလုံးပဲမင်္ဂလာပါကဲဒီနေ့ vlog လေးကတော့အစားအသောက်လေးနဲ့ hotel tour လေးဖြစ်ပါတယ်ရောက်ပြီတင်ဖို့မှာပဲခိုင်တော့7 street ကတဲမှာဖြစ်ပါတယ်သူတော့ check in ဝင်လာအောင်မယ်နော်โอเคငါမခွင့်တဘူးမခွင့်တော့အခုမှပဲလုံးဝ fresh ဖြစ်သွားတော့တယ်ဘာလို့ဆိုတော့ခေါင်းကလေရမ်းမူးနေပြီမလားတောင်းတက်တောင်းဆန်းနေအိတ်ကလည်းအိတ်ချင်နေအခုမှချင်းချာတီးလေးနဲ့ share ပဲရုံးတိုးလေးလိုက်ကြည့်အောင်အော်မိုက်တယ်ကွာဒီမှာကဒီချိုကန်မိုက်တယ်နော်သူကလေးอ่ะဟာဒီမှာဘူတန်ရဲ့ကိုယ်စားလေးနဲ့တူရဲကွာဟာဒီမှာပါမြင်ရမယ်ကြည့်မယ်အိုးဒီမှာတောင်တန်းကြီးကိုမြင်ရမယ်ကွာကဲလမ်းနဲ့တောင်လမ်းနဲ့ share ပဲရနေတယ်ဖွင့်အေးနေတယ်ပြင်မအေးနေလေတွေကလေညကြရင်တော့အေးမယ်နဲ့တူတယ်နော်ဟိုလေတွေကအေးနေတယ်ရာသီဥတုလေးအရန်ကောင်းတယ်ဒီညာလေးတော့ကြိုက်ပါတယ်အခုကတော့နေလက်စာစားမဲ့ဆိုင်လေးကိုရောက်နေရပါဟိုတယ်မှာအထုတ်ချပြီးရနဲ့မဲခိုင်တို့ဘိုက်စာနေပြီဆိုလို့ခိုက်ကနေပြီးတော့စားမဲ့ဆိုင်လေးကိုခေါ်သွားပါတယ်ဒီဆိုင်လေးကတော့ဘူတန်အငွေ့သက်လေးနဲ့ပြည့်နေပါတယ်ရှင်ဆိုင်လေးကတော့ buffet system ပဲပေါ့နော် grocery မှာအဲတော့မကြည့်မဲအမလေးကြီးပဲအော်ဒီမှာ burger ပေါ့နော်နည်းနည်းတော့ဖြည်းဖြည်းလေးပေါ့နည်းနည်းပဲစားမယ်နော် brown rice ပြီးတော့ဒါခောက်ဆွဲထင်တယ်နော်ခောက်ဆွဲလေးနည်းနည်းလေးအရင်ဆုံးညှိကြည့်မယ်နည်းနည်းပဲထည့်အောင်မယ်ခောက်ဆွဲရဲ့ဒါကစိတ်ချင်းတော့ဒါကတော့ဟိုcandy နော် candy ရဲ့ပြီးရင်ဒီမှာကြည့်မယ်ဒါလေးကမှုရတဲ့တော့ဒါစက်သားထင်တယ်နော်ဒါလေးကစက်သားဖြစ်ဟမ်ဒါတော့ coffee ဟင်းဂျူပါရှိတယ်โอเคဒီမှာအချင်းကတော့အပါးချင်းပေါ့နော်ဆုပ်လေးကြည့်အောင်ဆုပ်လေးတောင်းနော်ပူလေးသူကတော့ပြုံးသီးဆုပ်လာပါနွေးနွေးလေးပဲတောက်နားနော်ဆုပ်ဒါလေးရှင်းလို့ဒါကချက်သားတဲ့ခုနဒီမှာချက်တာနာပဲဒီမှာပြန်မြောက်ခင်းပေးတာရှယ်ပဲရတာတော့ပါအရသာလေးတွေညီကြည့်မယ်ဒါလေးကအသားဖြစ်နော်အနက်လေးတမျိုးတော့ရတာ哇，吃啥我得买个毛毛毛，他们这毛毛毛是谁？你中高端米几呢？啊，这下子，大家你们多少？我是那多少？我跟他们。
သူကအကျော်ရတာလေ 70ရင်းနဲ့မဟုတ်ပါဘူး တော့ခန်းဒီကြော်ထားတာလေသူတို့မှအဲ့လိုမျိုးအမွှေးနဲ့တာတခုရတယ်chicken pa mahve alu ani table chicken pa din okay သူသမီးကနည်းနည်းတော့ကြိုင်တယ်နော်ကဲဆိုတော့ဒီမှာအသားလေးစားအားရတယ်ပုံစံခုနကကြည့်လိုက်ကြတော့အသားလိုမျိုးလို့ထင်ရတာဒါပေမဲ့အသားမော်နဲ့စားကြည့်လိုက်တော့လေသူကအရသာရှိကိုစုကိုမြင်ကြည့်မယ်နော်ဒီကတော့ပန်းကင်းစွန်းနေသူကရတာအဆင်ရတာလေးပဲမျိုးကောင်းတယ်